အိမ်မှာတွေးလုံးတယ်တာတို့လေးလုံးတယ်တာတို့တအိမ်မှာရေအိတ်တို့မနော်တွေးကြိတ်တို့အကျိတ်တွေပေါ့နော်အကျိတ်တွေပါတွေဖြစ်ခဲ့လို့ရှိရင်ဟောနော်ဟာပြားလိမ်မော်ဒီဆိုင်အရွယ်လောက်အကျိတ်တွေဖြစ်တဲ့အမျိုးသမီးကတော့တလားလောက်မယိုးပင့်မနဲ့မယိုးပင့်လေးကိုမနဲ့ကိုဒီလိုငါးပွင့်ကိုနန်းစီလေးတစ်စုံနဲ့ကြော်စားတယ်ညကိုဒီလိုမယိုးပွင့်လေးငါးပွင့်ကိုနန်းစီလေးနဲ့ကြော်စားတယ်အဲ့လိုကြော်စားရင်နဲ့တအိမ်မှာသူတွေးလုံးလေးတွေကပေါ့နော်လောက်စာလုံးအထက်ကြီးတယ်ပြားလိမ်မော်စိုက်ပမာဏလောက်ရှိတဲ့အလုံးကြီးနှလုံးတည်တာနှလုံးစလုံးဟာတလားပြေတော့ပျောက်သွားတော့သူအမြဲတမ်းပြနေတဲ့အိုကြီးဆရာဝန်မကြီးတောင်မှအော်သွားတယ်ဟာနင်ပါစိတ်တောက်လိုက်လို့ပျောက်သွားတာလေလို့ပြောတော့သူကတော့ခရစ်တမားတော်ဆိုတဲ့အဲ့တိုင်းရင်းမြင်မှာပေါ့နော်တမားတော်ကြီးတင်တယ်မယိုးပွင့်ငါးပွင့်ကိုမနဲ့ကိုနားစီနဲ့ကြော်စားတယ်ညငါးပွင့်ကိုနားစီနဲ့ကြော်စားတယ်လေအားကြီးတဲ့လူတွေကတော့မနဲ့ညငါးပွင့်ကိုနားစီတမင်သားလုံးတစ်စုံစီနဲ့ကြော်စားပါလေအားတိတ်မကြီးတဲ့လူတွေအပူအားမကြီးတဲ့လူတွေကတော့အမြန်ပြောက်ချင်မယိုးပွင့်7ပွင့်ကိုနားစီတမင်သားလုံးတစ်စုံနဲ့ကြော်စားလို့ရပါတယ်မယိုးပွင့်ဒီလေနဲ့အပူကိုဆောင်းတဲ့အတွက်ကြောင့်မို့တွေးလုံးလေလုံးတွေကိုခြေစေပြီးတော့အပူအားကြီးတဲ့လူဆိုရင်တော့ငါးပွင့်လောက်ကိုနားစီတမင်သားလုံးတစ်စုံနဲ့စားပေးရမှာဖြစ်ကြောစားပေးရမှာဖြစ်ပါတယ်ခုမျှဝေပေးခဲ့တာကအထူးယောဂအထူးခေတ္တတမားတော့ပဲဖြစ်ပါတယ်